ကအေယာဝတီမြစ်ကမ်းဘေးမှာအလွန်ကြီးမားတဲ့တပြေသီးပင်ကြီးတစ်ပင်ရှိတယ်။အဲ့ဒီအပင်ပေါ်မှာညံကောင်းတဲ့မြောက်ကလေးတစ်ကောင်နေထိုင်ပါတယ်။မြစ်ထဲမှာတော့မိချောင်းကြီးတစ်ကောင်နေထိုင်ပြီးသူတို့နှစ်ဦးဟာအလွန်ခင်မင်ကြတဲ့တငယ်ချင်းတွေဖြစ်ကြတယ်။မြောက်ကလေးဟာနေတိုင်းတပြေသီးအမှဲ့တွေကိုစားယုံတင်မကပဲသူ့တငယ်ချင်းမိချောင်းကြီးစားနိုင်အောင်လဲမြစ်ထဲကိုအမြဲပစ်ချပေးလေးရှိပါတယ်။နေ့မှာတော့မိချောင်းမကြီးကမိချောင်းကြီးကိုဒီလောက်ချိုတဲ့တပြေသီးတွေကိုနေတိုင်းစားနေတဲ့မြောက်ရဲ့အသေးဟာလည်းအလွန်ချိုမှပဲငါအဲ့ဒီအသေးကိုစားကျင်တယ်လို့ပူစာပါတော့တယ်။မိချောင်းကြီးဟာသူ့တငယ်ချင်းကိုမတက်ချင်ပေမဲ့ဇနီးဖြစ်သူရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့်မြောက်ကိုဖမ်းဖို့အကြံထုတ်ရပါတော့တယ်။မိချောင်းကြီးဟာမြောက်ရှိရာကန်းဆက်ကိုကူးလာပြီးတငယ်ချင်းမြောက်မြစ်တစ်ဖက်ကမ်းကကျွန်းပေါ်မှာမင်းစားနေကြတပြေသီးတွေထက်ပိုချိုတဲ့တစ်သီးတွေအများကြီးရှိတယ်။မင်းသွားစားချင်ရင်ငါကြောပေါ်လိုက်ခဲ့ငါပို့ပေးမယ်လို့မလုံးပေးပြီးခေါ်ပါတယ်။မြောက်ကလေးဟာမိချောင်းရဲ့စကားကိုယုံကြည်ပြီးမိချောင်းကြောပေါ်ကိုခုန်တက်လိုက်တာပေါ့။မြစ်အလယ်ကိုရောက်တဲ့အခါမှာတော့မိချောင်းကြီးကရေထဲကိုတဖြည်းဖြည်းငုပ်ရှိုးဖို့ပြင်ပါတယ်။ဘာလို့ရေထဲငုပ်တာလဲငါရေမကူးတတ်ဘူးလေလို့ပြောတဲ့အခါမိချောင်းကြီးကအမှန်အတိုင်းပြောရရင်ငါမိမကမင်းရဲ့အသေးကိုစားကျင်လို့မင်းကိုဖမ်းလာတာလို့ဝန်ခံလိုက်ပါတယ်။မြောက်ကလေးဟာထိတ်လန့်သွားပေမဲ့ချက်ချင်းညံထုတ်ပြီးဒါဆိုရင်လဲအစကတည်းကပြောပါရောလားတငယ်ချင်းရဲ့ငါတို့မြောက်တွေကတစ်ပင်ပေါ်မှာခုံပေါက်ပြေးလွှားနေရတာဆိုတော့အသေးကိုယ်ထဲမှာရှိနေရင်ဒဏ်ရာရမှာဆိုလို့တစ်ပင်ပေါ်မှာချိတ်ထားခဲ့တာအခုငါမှအသေးပါမလာဘူးမင်းတကယ်စားချင်ရင်ကန်းဆက်ကိုပြန်လှည့်ပါငါသွားယူပေးမယ်လို့တီတီငိမ့်ပဲပြန်ပြောလိုက်တယ်။မိချောင်းကြီးဟာဦးကြောင်ကြောင်နဲ့မြောက်စကားကိုယုံသွားပြီးကန်းဆက်ကိုပြန်ကူးလာပါတယ်။ကန်းဆက်ကိုရောက်တာနဲ့မြောက်ကလေးဟာမိချောင်းကြောပေါ်ကနေတစ်ပင်ပေါ်ကိုအမြန်ဆုံးခုန်တက်သွားပါတော့တယ်။ပင်ပေါ်ရောက်မှမြောက်ကလေးကဟဲ့လူမိုက်မိချောင်းကြီးရဲ့လောကမှာဘသူကများအသေးကိုကိုပြင်ပမှာထားမှလဲမင်းဟာခင်မင်မှုကိုဖျက်ဆီးပြီးငါ့ကိုတတ်ဖို့ကြိုးစားပြီးခင်မင်မှုကိုဖျက်ဆီးတဲ့အတွက်ဒီနေ့ကစပြီးငါတို့တငယ်ချင်းမဟုတ်တော့ဘူးပြောပြီးမောင်းထုတ်လိုက်ပါတော့တယ်သင်ခန်းစာအနေနဲ့ဘေးအန္တရာယ်နဲ့ကြုံတွေ့ရတဲ့အခါထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲတည်ငြိမ်စွာဉာဏ်အမျှော်အမြင်နဲ့ဖြည့်ရှင်းရင်ဘေးကင်းလွတ်မြောက်နိုင်ပါတယ်